ဆိုင်လေးပေါ့လောင်မို့ချစ်တိတ်တက်များဆိုင်လေးတစ်ဆိုင်မိတ်ဆက်ပြီးမယ်အခုလောင်မို့ကျွန်တော်လည်းဆိုင်လေးရတယ်ဒီပဲခူးမြို့မှာရှိရယ်ကမ္ဘောဇာကာရီလမ်းတော့ဝင်းကြီးထဲမှာရှိပါရယ်ဆိုင်နာမည်လေးကချစ်စရာလေးเนาะကျွန်တော်ပြပါမယ်ချစ်ဆိုင်လေးစီဖြစ်ပါတယ်လို့ဆိုင်နာမည်လေးချစ်ဆိုင်လေးစီပါလက်ဆောင်ပစ္စည်းလေးရပါတယ်နောက်ပြီးတော့ထိုင်းရိုးရဝတ်ဆောင်မြန်မာရိုးရဝတ်ဆောင်လေးရပါတယ်။ဒါကိုအခုဝတ်ထားတဲ့ဝတ်စားအပြင်စင်လေးရဲကြည့်ကောင်းပါတယ်လှပါတယ်လို့မာလီကဆိုင်ရှင်မာလီနဲ့ပြီးမိတ်ဆက်ပေးပါမယ်လို့ဆိုင်မှာရနိုင်တဲ့ traditional dress တွေနဲ့မိတ်ဆက်ပေးပါမယ်ရှင်။ဒီအားလေးပါရဲလှဖြစ်ပါတယ်။ခရမ်းရောင်လေးဒီလိုမျိုးစုံလေးကိုလေဒီဆိုင်လေးမှာငှားလို့လည်းရပါရဲ့ရှင်ဝယ်လို့လည်းရပါတယ်ဒီမှာဒီဘက်မှာလည်းရှိပါတယ်ဒါရဲ့ချစ်ပြိတ်တဲ့ကြီးကိုမိတ်ဆက်ပေးပါတယ်ညလာတော်လေးပါ accessory အစအစုံရပါရဲ့ရှင်ဒါဆိုင်လေးရဲ့တွင်းဘက်လေးကိုပြိတ်တဲ့ကြီးဝင်ရပြီးတော့ကြည့်ရှုနိုင်ပါတယ် traditional ဝတ်စုံလေးအများကြီးရှိပါရဲ့ရှင်အများကြီးပါကြိုက်တာရွေးလို့ရပါတယ်accessory ဘိုင်းလေးလည်းရှိပါရဲ့ရှင်ချစ်ပြိတ်သက်ဒီဟာတော့အပြင်စင်ပိုင်းအပြင်စင်ပံပိုးရဲ့ဘိုင်းပေါ့နော် accessory ဘိုင်း makeup တွေစရုံးတွေအစားလိုအပ်လို့ရှိရင်ပံပိုးပေးလို့ရပါတယ်ချစ်ပြိတ်သက်ဒီအတွက်အရန်ကိုပေါ့နော်လှပြီးတော့အရန်ကိုချစ်စရာကောင်းပြီးတော့အရန်တန်တဲ့ဝတ်စုံလေးတွေကိုဒီဆိုင်လေးမှာတနေရာထဲမှာရရှိနိုင်တယ်လို့မိတ်ဆက်ပေးပြစီရှင်ငှားလို့လည်းရပါတယ်တောင်းလို့လည်းရပါတယ်ကဲလို့ပေါ့နော်ဟိုဝါသနာပိုင်းလူတွေလောင်ဟုတ်ခုချပြီးလို့ပဲဝါသနာပိုင်းညီမလေးရှိလို့ရှိရင်ဒီမှာအလားတက်ပုံလေးခုလိုဝေစားပြီးတော့ဂျိုင်းလို့ရပါတယ်အသိကြီးလေးလည်းရှိပါတယ်accessory ကတော့တော်တော်လေးပြည့်စုံနေရှင်အသိကြီးလေးတွေနောက်ပြီးတော့ဒီလိုသတိုးလေးတွေဒီမျိုး accessory ပိုင်းလုံးဝ perfect ဖြစ်ပါတယ်နောက်တစ်ခုအရင်တန်တော့ဈေးလေးလည်းဆက်ဖြစ်ပါတယ်အဓိကဈေးပေါ့နော်ဈေးလေးကလည်းဆက်ဖြစ်ပါတယ်ဆိုင်ရှင်ညီမလေးနဲ့လည်းတစ်ချက်မိတ်ဆက်ပေးပြရရှင်